ဒီနေ့တော့သပင်ပုံစံနဲ့ပတ်သက်တဲ့ဝေါဟာရလေးတွေကိုလေ့လာကြည့်ရအောင်။မတ်တစ်က长发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 ဆိုတာသပင်အရှိကိုပြောတာပါ။ဥပမာက他是长发သူကသပင်အရှိနဲ့ပါ短发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 ဆိုတာသပင်အတူကိုပြောတာပေါ့နော်短ဆိုတာတိုတာဖြစ်ပြီးတော့发ဆိုတာကတော့သပင်ပေါ့ဆိုတော့သပင်အတူလို့ခေါ်တာပါ他是短发သူကတော့သပင်အတူရှိပါတယ်လို့ပြောတာပါ直发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 ဆိုတာသပင်အဖြောင့်ကိုပြောတာပါ直ဆိုတာဖြောင့်နေပေါ့နော်发ဆိုတာသပင်直发ဆိုတော့သပင်ဖြောင့်ကိုပြောတာပါ他是直发သူကသပင်ဖြောင့်နေပါလို့သပင်ဖြောင့်ရှိပါတယ်လို့ပြောတာပါ卷发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 ဆိုတာကသပင်အကောက်ကိုပြောတာပါ卷ဆိုတာကောက်နေတာမျိုးပေါ့နော်卷发ဆိုတော့သပင်အကောက်ပါ他是卷发သူကတော့သပင်အကောက်နဲ့ပါလို့ပြောတာပါ波浪卷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 ဆိုတာ line ပုံစံသပင်အကောက်ကိုပြောတာပါ卷ဆိုတာကောက်တယ်波浪ဆိုတာက line ပုံစံမျိုးဖြစ်နေတာမျိုးပေါ့ wave ပုံစံမျိုးဖြစ်နေတာမျိုးအဲ့လိုသပင်အကောက်ကို波浪卷လို့ခေါ်ပါတယ်它是波浪卷သူ့ရဲ့သပင်ပုံစံကတော့波浪卷သပင်အကောက်ပုံစံမျိုး line ပုံစံသပင်အကောက်လို့ပြောတာပါ刘海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 ဆိုတာကဒီနဖူးပေါ်ကနေကျနေတဲ့စမိတ်ကိုပြောတာပါ他有刘海သူ့မှာစမိတ်ရှိပါတယ်လို့ပြောတာပါ平头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 ဆိုတာကတော့ယောက်ျားလေးတွေညက်လေးရှိတဲ့ဒီ crooked ပုံစံမျိုးပေါ့နော်သပင်အတူအဲ့ဒါမျိုးကိုပြောတာပါပုံနဲ့ပုံစံအတိုင်းပေါ့နော်သပင်အတူကိုပြောတာပါ他是平头သူကတော့ crooked သပင်ပုံစံမျိုးသပင်အတူပုံစံမျိုးလေးဖြစ်ပါတယ်秃头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 ဆိုတာကတော့သပင်ကျွတ်ပြီးတော့ထိပ်ပြောင်လာတဲ့အခြေအနေကိုပြောတာပါထိပ်ပြောင်တာပေါ့နော်他有点秃头သူကတော့နည်းနည်းလေးထိပ်ပြောင်နေတယ်有点ဆိုတာအနည်းငယ်秃头ဆိုတာထိပ်ပြောင်တာ他有点秃头သူကတော့အနည်းငယ်ထိပ်ပြောင်နေပါတယ်လို့ပြောတာပါ光头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 ဆိုတာကတော့သပင်လုံးဝမရှိတဲ့အခြေအနေမျိုးပေါ့သပင်ကိုအကုန်လုံးရိတ်ထားတဲ့ပြောင်ကောင်းကြီးဖြစ်နေတဲ့ဟာမျိုးပေါ့သပင်လုံးဝမရှိဘူးအဲဆိုတော့ကတုံးပေါ့နော်အဲ့ဒါမျိုးကို光头လို့ခေါ်ပါတယ်ဟုတ်ပြီစာနေပြောကြည့်ရအောင်长发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 短发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 直发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 卷发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 波浪卷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 刘海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 平头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 秃头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 光头光
头光头光头 Okay ဟုတ်ပြီနော်ဒီဝေါ်ဟာရလေးတွေလည်းတည်သွားပြီဆိုတော့ quiz လေးကိုဖြည့်ကြည့်ရအောင်ဒီမှာပုံလေးကိုပေးထားတယ်ဒီဘက်တစ်ဖက်မှာကတော့ထားယုံဒီဘက်မှာကျတော့သူရဲ့သပင်ပုံစံလေးတွေပေါ့ဒီမှာဆိုလို့ရှိရင်ကောင်မလေးကစမိတ်လေးချထားတယ်ဆိုတော့ဒါလေးကဘာဖြစ်မလဲအောက်မှာ ABCD လေးပေးထားတယ်အဲ့ဒီ ABCD လေးကိုကြည့်ပြီးတော့သူကထူးထုံလားသူကလျောဟိုင်လောက်ထားတာလားဆိုတဲ့ဟာလေးကို comment မှာအဖြေလေးကိုရေးခဲ့ပြီးတော့ဖြည့်ကြည့်ကြမယ်နော်ဒီဗီဒီယိုလေးကသင်အတွက်သဘောကျတယ်အသုံးဝင်နေဆိုလို့ရှိရင်တော့ like follow share လုပ်ဖို့လည်းမမေ့ပါနဲ့เนาะအားလုံးပဲစင်မိကြပါစေနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်我们下期见拜拜